ဒီနေ့တော့ skin care ပြီးတော့ကိုယ်ွယ်ရှိပါပြီရှင်မုတ်စားချင်လို့ဒီမှာဗာမုတ်တွေရှိလဲဆိုတော့စင်ကာပူမှာစားတဲ့စီးတက်တာရဲ့မုတ်လေးပြောပြမှာပါနော်ဘဲဥစားငဲအာလူကြော်ဝါမာလေးမကောင်းမှန်းသိတယ်ဒါပေမဲ့ရှောင်းလို့မရတဲ့မှာအာလူကြော်ထိတ်ဆုံးပဲငါဘာလဲပါနော်ဟိုဟာမိမိပြန်တော့မိမိရဲ့တတိလက်စာပေးလိုက်တဲ့ box ထဲကနေပါတယ်မဟုတ်ဒါကဂျပန်မဟုတ်ပါကြည့်မနော်ဒါလေမော်လကာကလည်းနေချိုလေးတော့မနတ်တမျိုးဒါကနေပဲပါလာတယ်နေလုံးလေးနော်ဒီအရောင်လေးကချောကလက်ရတာရတယ်စားကြည့်အောင်ဒါကတထုပ်ပဲကျန်တော့တာဒါလည်းပြင်ငယ်ကြီးတော့အထုပ်ကြီးလက်ဆောင်ပေးရတာတထုပ်ပဲကျန်တော့တာဒီကြည့်ဝိုင်းဒီလိုလေးပါကွယ် cheese နဲ့ရတယ် cheese နဲ့ဆုံးတကူမျိုးပါဆောင်လို့ဆိုအာလူကြော်ဒီအာလူကြော်လေးကမုံမာတမစီကပဲပြင်ရင်ကအချိုးကြော်တယ်နဲ့နံပါတ်1ချက်စီတက်နေတာတအားစီတက်နေလို့ခံစားရတယ်ကြည့်အောင်ကြည့်ညောပါအာလူကြော်လေးရတယ်အကြိုက်ဆုံးအိုးရှိကျန်နေတာမဟုတ်ဘူးဆက်စားပါအောင်မရှင်ပြတာပါနော်ဘိုင်ဘိုင် good night ပါ